မင်္ဂလာပါပင်လယ်ငါးလိကတို့ရဲ့အကြောင်းပြောပြပေးပါမယ်။တင်ဟာပင်လယ်ရီအောက်ထဲမှာနှက်တကောင်လိုပြန်တန်းနေတဲ့တတ္တဝါကိုမြင်ဘူးပါသလား။သူတို့ကတော့အေးဆေးတည်ငြင်းပြီးလျှို့ဝှက်ချစ်တွေနဲ့ပြည့်နှက်နေတဲ့ငါးလိကတွေပဲဖြစ်ပါတယ်။ ငါးလိတ်တွေဟာငမန်းတွေနဲ့အမျိုးတော်ဇက်ပြီးအယိုးနုငါအမျိုးအစားတွေမှာပါဝင်ပါတယ်။သူတို့ရဲ့ကိုယ်ထက်ကပြားချက်နေပြီးမျက်လုံးတွေကအပေါ်မှာရှိပေမဲ့ဗဇနက်နဲ့ပါးဟတ်တွေကတော့ဘိုက်အောက်ပိုင်းမှာရှိနေတာပါသူတို့ကတဲတွေထဲမှာကိုမြုပ်ပြီးပုံအောင်နေတာကြပါတယ်အမြင်အာယုံထက်လျှက်စစ်လိုင်းတွေကိုအာယုံခံနိုင်တဲ့စွမ်းရည်ကိုသုံးပြီးတဲတွေကပဇွန်ခနန်းနဲ့ခယူတွေကိုရှာဖွေစားတောက်ကြပါတယ်လူအများစုကြောက်ကြတာကတော့သူတို့ရဲ့အမီးမှာရှိတဲ့အစိတ်ဆူးပါတကယ်တော့ငါးလိတ်တွေဟာရန်လိုတဲ့တတ္တဝါတွေမဟုတ်ပါဘူးသူတို့ကိုယ်သူတို့အန်ဒီရရှိတယ်လို့ခံစားရတဲ့အခါမှဒါခုခံတဲ့အနေနဲ့ဒီအစိတ်ဆူးကိုအသုံးပြုတာပါပင်လယ်ထဲမှာတွေမကပါဘူးကျွန်တော်တို့မြန်မာနိုင်ငံရဲ့အေယာဝတီမြစ်ထဲမှာလည်းကမ္ဘာအကြီးဆုံးမျိုးစိတ်ထဲမှာပါဝင်တဲ့ရေချိုငါးလိတ်ကြီးတွေကိုတွေ့ရတတ်ပါတယ်ဒါပေမဲ့အခုအခါမှာတော့သူတို့ဟာမျိုးတုံးပျောက်ကွယ်လို့နှီးပါအန်ဒီရနဲ့ရင်ဆိုင်နေရပါတယ်တဘာဝတရားရဲ့အလှတရားတစ်ခုဖြစ်တဲ့ငါးလိတ်တွေကိုနားလိတ်ပြီးထိမ့်ပင်းဆောင်ရှောက်ဖို့ကကျွန်တော်တို့အားလုံးရဲ့တာဝန်ပဲဖြစ်ပါတယ်နောက်ထပ်ထူးခြားတဲ့တဘာဝလောကအကြောင်းတွေကိုသိချင်ရင်တော့ကျွန်တော်တို့ရဲ့ channel ကို like နဲ့ subscribe လုပ်ထားပေးပါဦး